ဟုတ်သားပဲအခုက TikTok ခက်ဆိုတော့ငါ TikTok မှာကြော်ကြရိုက်ကမယ်ဟဲ့ဟိုငါဘယ်သူနဲ့ရိုက်ကောင်းမလဲ အခုတလားနာမည်ကြီးနေတဲ့ဝိုင်းအောင်ချနဲ့ရိုက်ကြည့်လိုက်ပါလား ဟမ်ဝိုင်းအောင်ချ ဟာတထေးရလဲဝိုင်းအောင်ချမဟုတ်ဘူးဝိုင်းအောင်ချOkay, it's okay. Okay လည်းပြီးတာပဲမင်းသမီး ဟဲ့မင်းသမီးဝိုင်းအောင်ချတာလား ဟုတ်တယ်တထေးရေချစ်စရာလေနော် ဘလို့လဲငါရဲ့တိုင်ကွက်တွေမိမိုက်ရလားမင်းသမီးရဲ့မိမိုက်လို့လေတရုတ်တိုင်ကားရောက်မင်းသမီးတိုင်ကားကိုလိုက်ပြီးအတုခူရမှာဟာဘယ်နဲ့နားလဲဟင်ဒါပြုတ်ကျသွားတာမဟုတ်ဘူးထိုင်ကွက်လို့ခေါ်တယ် လေဒီရုပ်ဒီရယ်နဲ့လေငါတို့မြန်မာနိုင်ငံမှာစိတ်လေးဖြစ်တယ်နော်ငါလည်းတက်တော့ဒါမစောက်မှာဟဲ့ဒါလည်းသူ့မော်လည်း တောက်လိုက်တာမင်းသမီးရဲ့အပွက်တွေစုံတာပဲမင်းသမီးကလေဒီစကားကိုပောက်သွားတော့လေတေချာပေါ်ထမင်းကမှသိတာဘယ်လိုထမင်းကမှတော့အကယ်ဒမီရမှာဟုတ်တယ်အကယ်ဒမီရမှာမင်းသမီးကဘယ်ကန်တော့ဖုန်းလာလို့ဟယ်လိုမင်းသမီးဝိုင်းအောင်ချရဲ့မိတ်ကပ်ဆရာပါ အော်ဟိုအမားတို့ကလေပြည့်ရှံအတက်လက်ကားတိုင်းရပါကြော်ညာလေးအချင်းလို့ပါရှင် အဲ့ဆိုခဏလေးကြင်ထားအောင်နော်မင်းဟုတ်ကြောင်ညာငါးချင်လို့လေဘဲနီးရလေဘာမှအသုံးမချအောင်ရောက်ဒါကြိုက်တာဟယ်လိုမင်းသမီးဝိုင်းအောင်ချပါရှင် အော်မင်းသမီးဟိုအမလေးအမလုပ်ငန်းလေးအတွက်ကြော်ညာအချင်းလို့ပါရှင် ဟိုဘာကြောင်ညာလေးလဲရှင် အော်အထဲလုပ်ငန်းမှာညီမလေး ဘာထဲတော့ အော်အမကဝမ်းတမျိုးอ่ะပါပြည့်စံအထက်လက်ကားဆိုင်ရပါအမစီမားလေဟိုတီရှပ်လေးတွေကိုအမကိုယ်တိုင်စတစ်ကာရိုက်ပြီးတော့အမမြန်မာနိုင်ငံတနိုင်ငံလုံးဖြန့်ချင်တာအမလက်ကားဆိုင်ကြီးပေါ့နော်ဆိုလေအမလေတနိုင်ငံလုံးအမလုပ်ငန်းကိုတည်ပြီးတော့အော်ရအများကြီးလိုချင်လို့အမင်းသမီးနဲ့ကြော်ရိုက်ချင်တာပါရှင် ဇလန်နဲ့ရိုက်မှာလားဒီတိုင်းရိုးရိုး review ပုံစံပဲရိုက်မှာလား ဇလန်လေးနဲ့ဆိုရင်ရောဘယ်တော့ကြာမလဲဟင် ဇလန်နဲ့ရိုက်မယ်ဆိုရင် writer ကမင်းသမီးက makeup ကဗီဒီယိုမန်တိုဘာညာတာရကအကုတ်အဆုံဆိုရင်တော့350လောက်တော့ကြာမယ် သိန်း150အောင်ကြာမှာလား တကယ်လို့150မသုံးနိုင်ဘူးဆိုရင်ရိုးရိုး review တိုင်းပဲရိုက်လိုက်လေ အော်ဟိုရိုးရိုးရိုက်မယ်ဆိုရင်ရောဘယ်တော့ကြာမလဲမင်းသမီး အဲ့ဒါဆို350 လွန်းလွန်းသိန်း50အောင်တောင်းနေတယ် တထေးရေကိုလုပ်ငန်းအောင်မြင်ဖို့ပဲမစင်းစားနဲ့လှုပ်လိုက် ဟယ်လိုမင်းသမီးဟိုအဲ့တော့အမလှုပ်လိုက်မယ်လေနော် ဟာလေအဲ့ဒီအပြင်ကိုစားစရိတ်နေစရိတ်အသွားပြည့်စည်တဲ့အကုန်လုံးအမဘက်ကပဲစီစဉ်ပေးရမှာနော် ဟဲ့လင်းလင်းသိန်း50အပြင်မှာသွားသိတော့လာသိတော့တဲကားတွေအကုန်လုံးငါစီစဉ်ပေးအောင်ပါတဲ့ တထေးရလဲဘာတွေ့ဝင်နေရလဲကိုလုပ်ငန်းအောင်မြင်ဖို့ပဲလှုပ်လိုက် ဟယ်လိုမင်းသမီးရတယ်လေအဲ့တော့အမလှုပ်လိုက်မယ်ဟိုဘယ်နည်းလောက်ရမလဲဟင် နောက်လာ ဒီကနေ့ခေါ်ရတဲ့ငယ်ချင်းတွေရောက်ရှိနေတာကမန္တလေးတိုင်းဒေသကြီး1မြို့မှာဖွင့်လှစ်ထားတဲ့ပြည်ရှံအတက်လက်ကားတိုင်ကြီးကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင် ပြည့်ရှံထက်လက်ကားတက်ကြီးမှာဆိုရင်တော့ချီသားတီရှပ်တွေကိုစတစ်ကာနဲ့လိုချင်သလားကြောင်လိုချင်သလားလက်ကားတိတက်ရောင်းချပေးနေပါတယ်ရှင် စိုက်ဆိုရင်လေ small medium လက်စိုက်80ဆိုပြီးတော့၄စိုက်ရှိတဲ့အပြင်ပုံမှာ small ပဲလိုချင်တာလား medium ပဲလိုချင်တာလားတိတက်မိမိတို့စိတ်ကြိုက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင် စတစ်ကာတွေကိုမိမိတို့စိတ်ကြိုက်ကိုယ်ပိုင်ဒီဇိုင်းနဲ့လိုချင်တယ်ဆိုရင်လည်းစတစ်ကာတိတက်လက်ကားရောင်းချပေးနေပါတယ်ရှင် ချီသားတီရှပ်တွေကိုစတေကာဒီဇိုင်းခမမိုက်လေးတွေနဲ့တိတက်ရောင်းချတဲ့လက်ကားတိုင်ကြီးကိုရှာနေတယ်ဆိုရင်တော့ပြည်ရှံလာပါပြီ online ဘောက်ကဝယ်ယူအားပေးချင်သူများအတွက်အခုကြည့်နေတဲ့ TikTok အကောင့်မှာ mention ထားတဲ့ပြည့်ရှံ TikTok အကောင့်ကနေပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင် ဆိုင်ကိုကိုရန်ကိုကြလာရောက်ဝယ်ယူအားပေးခြင်းတဲ့ customer လေးတွေအတွက်ဆိုင်လေးစာလေးကတော့မန္တလေးတိုင်းဒေသကြီး1မြို့ရန်ကုန်မန္တလေးလမ်းဟောင်းရဲ့ဘေးမှာပြည်ရှံအထက်လက်ကားတိုင်ဆိုပြီးတော့ဆိုင်ကြီးကိုဖွင့်လှစ်ပေးထားပါတယ်ရှင်ချီသားတီရှပ်တွေကိုစတေကာခမမိုက်လေးနဲ့ဈေးလုံးချူတာကရောင်းချပေးနေတဲ့လက်ကားတိုင်ကြီးကိုရှာနေရဆိုရင်တော့ ပြည့်ရှံအထက်လက်ကားတက်ကြီးကိုသာရွေးချယ်လိုက်ပါ